sneaky ကဗီတာမင်တွေကျွေးပါတော့မယ်ကလေးတွေကိုထိုင်တပီးတိုင်းအေးဟုတ်ပြီလိမ္မာတယ်ထိုင်ဆိုထိုင်ကြတယ်ဘယ်နှကောင်လဲ1 2 3 4နာမည်ခေါ်ကျွေးမယ်နာမည်ခေါ်ကျွေးပါထိုင်တာကျွေးပါအကြီးဆုံးပါပေါင်လေးပါဟုတ်ပါပြီတုံအဲလူစားတယ်ချက်ညက်လူစားပါတယ်တုံရမီရချာကိုတုံမတိတ်မကြိုက်ဘူးမတုံမစားတတ်ဘူးတုံမတိတ်မကြိုက်ဘူးယူလို့တာယူသွားမစားတတ်ဘူးကင်မရာလာနေတယ်မှာဟာကင်မရာလာနေတယ်ရိုက်ပွဲတွေဖြစ်ကုန်ကြအောင်မှာပေါင်မလူလူဝိုင်းမှာချက်ပေါင်မကိုလူဝိုင်းပေါင်ကြပါလေကလေးတွေပေါင်မိုးဒီမှာတုံလုံးမစားဘူးတုံလုံးမကြိုက်ဘူးတုံမမကြိုက်ဟုတ်တယ်တုံကြိုက်ဘူးမောင်မင်းဘယ်နှချက်ဖြစ်သွားလဲ3ချက်ဖြစ်သွားတယ်နော်အကြီးဖြစ်ပြီးတော့အေးဘကလေးတွေစားမှမစားဒီလိုများကွယ်မောင်ရှိမှများပေါင်မကိုပြစ်ချပြီးရှောက်စော်ရဲတယ်မှာကုံရောဟုတ်ပါကဲအခုကျွေးမှာပါကျွေးမှာလဲအမုတ်ပြီးတော့ sneaky ကဗီတာမင်တွေကျွေးပါတော့မယ်ကလေးတွေကိုဗီတာမင်တွေနဲ့ကျွေးပေးမှာဖြစ်ပါတော့တယ်ကလေးမူလေးဟိုမှာစားခြင်းလို့မှမြန်ကြည့်ပါမျက်လုံးလေးကြည့်ပါရှာရီတော့တက်လိုက်ပါသေးတယ်တကတယောက်ဘယ်လိုလဲဟဲ့ဆိုင်ဘာလေးပုံစံလေးပြပါအောင်ပုံစံလေးဘယ်လိုမျိုးလဲဟာအယိုးလေးဟာပြနေခြင်းမှာစားပါပြန်ပြီပေါင်ဟုတ်ပြီနေဦးနေတာခဏတယောက်တစ်ခုလေတယောက်တစ်ခုခဏနေအောင်ဟာအဲ့လိုနေရအတင်းနေသူကအနောက်တန်းအတင်းနေမြောက်လိမ္မာကြတာလိမ္မာကြတားလေးကိုကျွတ်လိုက်ပါအောင်ငါတားလေးပေါင်အင်ကြီးလေးနဲ့ကောင်းတယ်သူများရဲ့အင်ကြီးမဝဲရချင်သူအင်ကြီးဝဲတာဟုတ်ပါတယ်ကျွေးပါအောင်မယ်ကြံသေးတာအများကြီးကြံသေးတယ်ဖြည်းဖြည်းစားကြပါဒုမစားကြပါနဲ့ဖြည်းဖြည်းစားကြပါကြည့်ရလားမကြည့်အောင်မကြည့်အောင်မျက်နှာလေးပေါ်ရောက်ကုန်တော့မယ်မကြည့်အောင်တော့နောက်ကနေပြန်တန်းစီအမီလေးကိုရမ်းလို့မကြည့်အောင်ကြောက်ဝိုင်း 1 2 3ခါကြောက်ဝိုင်းအဲ့လိုမြောက်ပြီးစားတတ်တာပေါင်မရှိတယ်အဲ့ဟာရသူတဖြည်းဖြည်းရလိုက်သူရနိုင်ပြီ1 2 3မမရသေးဘူးချက်ချမ်း2 3ကုန်းကျင်းနေပါ1 2 3ကဲနေ1 2အေးဟုတ်တယ်ကုန်းနေ1 2 3ရောက်မကြောက်ဝိုင်းခုန်တယ်လေတီးကုန်ပြီ1 2 3ကောက်ွယ်တာ1 2 3မမတရားတော့ခုန်တယ်တော်ပြီသူတို့အခုငါကျွေးကျင်တယ်ဗာကျွေးကျင်တယ်ဒန်တယ်ချောင်းကျွေးကျင်တယ်โอเคဒန်တယ်ချောင်းကတွားယူလိုက်မယ်နော်